မင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့မြန်မာသမိုင်းတစ်လျှောက်မှာရုပ်ရှင်ငါးထထောင်ပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အချစ်အမုန်းနဲ့နန်းနှင်းကစားဝတ်ဇလန့်တွေအများကြီးရှိခဲ့ဥပါတယ်အဲ့ဒီနေရာမှာပကံခေရဲ့အလှပဆုံးအညှိုးတဲ့အရှိဆုံးနဲ့ဘရင်နှစ်ပါးစစ်သူကြီးတဦးတို့ရဲ့နှလုံးသားကိုတပြိုင်နက်တည်းကင်လုံးနိုင်ခဲ့တဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းနားဆင်မှုကြပါလားသူမရဲ့အလှပဟာတနိုင်ငံလုံးကိုမုံတိုင်းခံစေခဲ့တယ်လို့သမိုင်းဝင်စွမ်းအားခန့်တွေလည်းပေါက်လာစေခဲ့တဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။သူမကတော့တခြားသူမဟုတ်ပါဘူး။ပကံခေဦးရဲ့သမိုင်းဝင်ဆန်းဆောင်ရှင်မဏိစန္ဒာမင်းသမီးပဲဖြစ်ပါတယ်။အချစ်နဲ့သိက္ခာတရားကြာမှာများခဲ့ရတဲ့မဏိစန္ဒာရဲ့ရင်ခုန်စိတ်လှုပ်ရှားစရာဘဝစကြောင်းကိုအခုဗီဒီယိုထဲမှာအဆအဆုံးစိတ်ဝင်စားစရာတင်ဆက်ပေးသွားမှာမို့လို့အဆုံးထိနားဆင်ပေးကြပါအောင်နော်။စိတ်ဝင်စားရဲဆိုရင်တော့ channel လေးကို like နဲ့ subscribe လုပ်ထားပေးကြပါအောင်။ပကံခေရဲ့ရာဇဝင်သမိုင်းတစ်လျှောက်မှာအလှပဆုံးအညှိုးတဲ့အရှိဆုံးနဲ့ဘရင်နှစ်ပါးစစ်သူကြီးတဦးတို့ရဲ့နှလုံးသားကိုပိုင်လုံနိုင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။သူမကတော့ဥဒ္ဒဘဂိုးပြည်ကစသလိုက်တဲ့မဏိစန္ဒာမင်းသမီးပဲဖြစ်ပါတယ်။သူမရဲ့အလှပဟာပကံပြည်တစ်ခုလုံးကိုမုံတိုင်းခံစေခဲ့သလိုသမိုင်းဝင်စွမ်းအားကနေပေါက်လာစေခဲ့တဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။မဏိစန္ဒာမင်းသမီးလေးရဲ့ဇလံဟာပကံပြည်ကြီးကိုစိုးစံခဲ့တဲ့အနွယ်ထားမင်းစောလက်ထက်မှာစတင်ခဲ့ပါတယ်။အဲဒီအချိန်ကပဘိုးပြည်ကိုရန်သူတွေလာရောက်တိုက်ခိုက်တဲ့အခါအနွယ်ထားမင်းကြီးကသူ့ရဲ့လက်ရုံးတဆူဖြစ်တဲ့စစ်သူကြီးကျစစ်သားကိုစစ်ကူလှုပ်ပြီးကယ်တင်ပေးခဲ့ပါတယ်။ပဘိုးမင်းကြီးဟာကျေးဇူးတင်လို့သူ့ရဲ့သမီးတော်မဏိစန္ဒာမင်းသမီးလေးကိုအနွယ်ထားမင်းကြီးကျဆက်သားဖို့လက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။မင်းသမီးကိုပကံပြည်အထိဖေကင်းကင်းနဲ့ပို့ဆောင်ပေးဖို့တာဝန်ကျခဲ့တဲ့သူကတော့စစ်သူကြီးကျစစ်သားဖြစ်ပါတယ်။ဝေါ်ရင်တော်ကလှပလွန်တဲ့မင်းသမီးနဲ့ရဲရင်နဲ့စစ်သူကြီးတို့ဟာတောတောင်တွေမြစ်ချောင်းတွေကိုဖျက်ဆီးပြီးခရီးရှည်ကြီးကိုအတူတူနှင်ခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့လမ်းခရီးမှာတယောက်ကိုတယောက်တန်ရောစင်နေညှိတွက်လာခဲ့ကြပါတယ်။ဝေါ်ရင်တော်ကလေတိုက်လို့လစ်မဲ့သွားတဲ့ဘဝလေးကိုကျစစ်သားကကောက်ပေးရကနေသူတို့နှစ်ယောက်ရဲ့အကြည့်ရင်းဆုံးပြီးအချစ်မိတော့စနေတော့လောင်ခဲ့ပါတယ်။မိမိတဲ့အသက်ကြီးရဲ့အနွယ်ထားမင်းကြီးစီကိုသွားနေရတဲ့မင်းသမီးလေးရဲ့စိုးရိမ်စိတ်တွေအောင်းငယ်စိတ်တွေကိုကျစစ်သားမင်းကြီးကကျင်နာစွာနဲ့နှစ်သိမ့်ပြီးသူတို့ရဲ့သစ္စာမဲ့လူဝက်အချစ်လေးဟာလမ်းခရီးတစ်လျှောက်မှာအမြင့်တွယ်ခဲ့ရပါတယ်။ဒါပေမဲ့ပကံမျိုးရောက်လာတဲ့အခါမှာတော့အမှန်တရားစောင့်ကြုံနေပါတယ်။မဏိစန္ဒာမင်းသမီးရဲ့ရင်ထဲမှာကျန်းစစ်သားရှိနေပေမဲ့တိုင်းပြည်အတွက်အနွယ်ထားမင်းကြီးရဲ့မိဖုရားအဖြစ်နန်းတော်တွေဝင်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မြစ်တာကကန့်သတ်ချက်တွေကိုကျော်လွန်သွားခဲ့ပါတယ်။နန်းတော်ထဲမှာလှုပ်ဝက်ဆုံပေးမှုတွေရှိနေခဲ့ပြီးဒီအကြောင်းကိုအနွယ်ထားမင်းကြီးရိပ်မိသွားတဲ့နေ့မှာတော့ပကံနန်းတော်ကြီးတစ်ခုလုံးတုံးလုံးသွားခဲ့ရပါတယ်။အနွယ်ထားမင်းကြီးဟာအလွန်မင်းထောသားထွက်ပြီးသူ့ရဲ့အချစ်ဆုံးကျစစ်သားမင်းကိုခွင့်မြတ်ဖို့အထိပါအမိန့်ပေးခဲ့ပါတယ်။ဒီနေရာမှာကျစစ်သားဟာတကိုးကြီးလာတဲ့အရိန်ဓမာလှန်တော်နဲ့ပြစ်ပေါက်ပြီးအသက်ခံရမယ့်ဘေးကနေသူ့ရဲ့စွမ်းရည်နဲ့လွတ်မြောက်ထွက်ပြေးခဲ့ရပါတယ်။သူရဲ့ကောင်းကျစစ်သားတယောက်တိုင်းပြည်ကနေစွန့်ခွာထွက်ပြေးရတဲ့အထိဖြစ်စေခဲ့တဲ့အကြောင်းရင်းကတော့မဏိစန္ဒာမင်းသမီးလေးအပေါ်ထားရှိရဲ့ကြီးရှားလာတဲ့အချစ်ကြောင့်ပါပဲ။ကျစစ်သားဖက်ပြေးသွားပြီးတဲ့နောက်မှာတော့မဏိစန္ဒာမင်းသမီးလေးဟာနန်းတော်ထဲမှာပဲအထီးကျန်စွာကျန်ရစ်နေခဲ့ရပါတယ်။အချိန်တွေကုန်လွန်သွားခဲ့ပြီးအနွယ်ထားနန်းရဆန်တဲ့အခါသားတော်စောလူမင်းနန်းတက်လာခဲ့ပါတယ်။စောလူမင်းဟာခမဲတော်ရဲ့မိဖုရားဖြစ်တဲ့မဏိစန္ဒာမင်းသမီးလေးကိုထပ်မံနှစ်သက်ပြင်ပါတယ်။စောလူမင်းလက်ထက်မှာတိုင်းပြည်မငြိမ်မသက်ဖြစ်ပြီးပကံကိုလာရောက်တိုက်ခိုက်တဲ့အခါစောလူမင်းစစ်ရှုံးပြီးသုံးမအဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပကံပြည်သူတွေကတိုင်းပြည်ကိုကယ်တင်မှုအတွက်တော်ပုံးနေရဲ့စစ်သူကြီးကျစစ်သားကိုပြန်လည်နှိပ်ခဲ့ကြပါတယ်။ကျစစ်သားပကံပြည်ရောက်လာတဲ့အခါစောလူမင်းကိုရန်သူလက်ထဲကနေတွားရောက်ကယ်တင်ခဲ့ပေမဲ့စောလူမင်းကစစ်သားကိုမယုံကြည်ပဲရန်သူတွေဘက်ကနေပဲအော်ဟစ်တားဆီးခဲ့လို့နောက်ဆုံးမှာငရမန်ကန်ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။စောလူမင်းကွယ်လွန်သွားခဲ့ပြီးတဲ့နောက်ငရမန်ကန်ကိုတိုက်ထုတ်ပြီးကျစစ်သားကပကံမင်းဖြစ်နေနှက်ခဲ့ပါတယ်။ဒီနေရာမှာဇလန်းရဲ့အလှည့်ပြောင်းကတော့စိတ်ဝင်စားစရာကောင်းလာပါတယ်။မင်းဖြစ်လာတဲ့ကျစစ်သားမင်းကြီးဟာငယ်ချီဦးဖြစ်တဲ့မဏိစန္ဒာမင်းသမီးကိုနန်းတော်ထဲမှာပြန်လည်တွေ့ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ကျစစ်သားဟာအရင်လိုတာမန်စစ်သူကြီးမဟုတ်တော့ပဲတိုင်းပြည်ကိုအုပ်ချုပ်ရမယ့်ဘုရင်တစ်ပါးဖြစ်နေပါပြီ။နိုင်ငံရဲ့အခြေအနေတွေတိုင်းပြည်ရဲ့တည်ငြိမ်မှုတွေကြောင့်ကျစစ်သားဟာမဏိစန္ဒာကိုအခြေဦးပြည်ရင်ထဲမှာသိမ်းဆည်းခဲ့ပြီးတိုင်းပြည်အတွက်ပိုပြီးတင့်တော်တဲ့အခြားမင်းသမီးတွေကိုသာမိဖုရားကြီးဖြစ်တင်မြှောက်ခဲ့ရပါတယ်။မဏိစန္ဒာမင်းသမီးလေးဟာဘုရင်သုံးပါစစ်သူကြီးတဦးတို့ရဲ့ပတ်သက်မှုကိုခံခဲ့ရပြီးပကံခေရဲ့ရာဇဝင်အလှည့်ကွက်တွေကြားထဲမှာမျောပါခဲ့ရတဲ့အမျိုးသမီးတဦးဖြစ်ခဲ့ပါတယ်။သူမရဲ့အလှပဟာပကံပြည်ရဲ့သမိုင်းကွက်တွေကို
ပြောင်းလဲပြနိုင်ခဲ့သလိုချစ်ချင်းတရားနဲ့တိတ်ခါတရားတွေကြားမှာရများခဲ့ရတဲ့သူမရဲ့ဘဝစကားကတော့ဒီနေ့အထိတိမ်မြုပ်မသွားပဲမြမသမိုင်းမှာရင်ခုန်စိတ်လို့ရှားစရာအကောင်းဆုံးဒဏ္ဍာရီတပုတ်အဖြစ်ကြံရင်းနေစေဖြစ်ပါတယ်။နောက်ထပ်မြမသမိုင်းနေရဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုသိကျင်လဲဆိုတာကိုတော့အပြန်ပြုပေးခဲ့ပါအောင်နော်။အခုဗီဒီယိုလေးကိုသဘောကျရဲဆိုရင် like share နဲ့ subscribe လုပ်ပြီးတော့အားပေးတော့ကြဖို့မမေ့ပါနဲ့ဦးနော်။နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်။